ဘူးတက်နေတဲ့ချက်ပြဟိုရင်ဒီလို traverse center လို့ခေါ်တယ်ကသူကဒီ traverse center pilot ပေါ့နော်ဟိုသူ့နာမည်ရှိအောင်မှာဟိုလဲ fly j ဒီဟာကကားသမားရေပေါ့နော်ဒီလိုကုန်ကားကြီးတွေနဲ့ဒီလိုကုန်ကားသေးတွေလို့ရှိရင်ဒီခီးဝေးသွားတဲ့ကားသမားတွေနားခိုးနေရပါတော့။ဒီမှာညလုံးထားလို့ရတယ်ဘာမှမဖြစ်ဘူး။ဟုတ်တယ်။သူတို့ခွင့်ပေးထားပါတော့။တို့နေရဆိုရင်2နာရီပဲထားလို့ရတယ်။တချို့ကဆို2နာရီပဲထားလို့ရတယ်။ပစ္စည်းရဒီလိုမျိုးဟုတ်လားကားထဲမှာကုန်ပစ္စည်းတင်လို့ရှိရင်ဒီမှာဒီလောက်ထားတယ်။ကုန်ပစ္စည်းကရှေ့နောက်ဟိုရင်ကား brake လို့ရှိရင်ရှေ့နောက်မော့ကြိုးကြလို့ပြီး strap နဲ့ချီထားတယ်။ဒီမှာကုန်ပစ္စည်းတေးလေးအခုဆိုဒီမှာ8တဲ့နေရာဒီမှာ timing check ဒီမှာ phone charger မီဒီမှာမီပြီးလို့ရှိရင်မကာမဟုတ်ပဲဒီကတင်ကချိုးလို့ရတယ်လို့ပေါ်ချိုးပယ်ညာချိုးထားလို့ရကွန်ပစ္စည်းများလို့ရှိရင်ကွန်ပစ္စည်းကြတော့ဟိုးကနေကွန်ပစ္စည်းထားနေဟိုးကနေပြီးတော့ဟိုအစုံတည်း12ပေရှိရပြီးရင်ဒီကျယ်ဝန်းကြတော့ဟိုရင်4ပေခွဲပေါ့နော်ဒီကျယ်4ပေခွဲအမြင့်ကကြတော့6ပေနဲ့မှ3လက်မှဒီကနေပြီးတော့ဒီထီက6ပေ3လက်မှရှိတယ်ဒါအကားထဲပေါ့နော်ကားရဲ့အပြင်မှာတွက်မယ်ဆိုတော့သူက10ပေကျော်ဒါပေမဲ့ကားထဲဟာပဲကုန်တင်တဲ့နေရာပဲတွက်မယ်ဆိုရင်သူက6ပေ3လက်မှရှိတယ်ဟိုကားဘိုင်းကနေဟိုအမိုးပေါ်အထိဆိုတော့အဲ့ဒါ10ပေနဲ့မှ9လက်မှရှိတယ်အဝတ်တွေပါရှော့ပြီးလို့ရှိရင်ဒီမှာပြန်လာတမင်ချက်စားရမှာတမင်ချက်စားတဲ့ပစ္စည်းအဲ့တော့ဒီမှာအဲ့လားမပန်ကအကမောင်းနေဟိုရင်ဟိုရင်အခုမအဲ့ဘူးဆိုလို့ရှိရင်ကွာဟိုဘက်ကားရှိရတဲ့နောက်ကိုဖြတ်လာခြင်းဆိုဒါကိုချိုးလို့ရအောင်ပြဘယ်လိုချိုးရမချိုးလို့ရှိရင်အဲ့လိုဖြစ်သွားလားဟိုရှိရနောက်ဖြတ်သွားလို့ရဒါနောက်တစ်ဆင့်ထပ်ချိုးလို့ရတယ်ပြပြန်လာချိုးလို့ရှိရင်အဲ့လိုဖြစ်သွားလားခါကြကွန်ပစ္စည်းDT ရောက်အခုကကွန်ပစ္စည်းသေးလေးတစ်ခုပဲများသောအားဖြင့်ကွန်ပစ္စည်းDT ရောက်တယ်ဒီမှာအဲ့ဒီနေကွန်ပစ္စည်းများလို့ရှိရင်လည်းဒါကိုချိုးပြီးတော့မှတင်ဒါအရေးပေါ်အိမ်နဲ့တက်ရမှာအများသောအားဖြင့်အဲ့ဒီစောက်ဦးမှာသွားတက်တယ်โอเคအဲ့ဒီ travel store ဒါပေမဲ့အရေးပေါ်မသွားရှင်ဆိုလဲအိမ်သာအဲ့မှာ plastic နဲ့ဒီမှာချီပါလို့ဒီပုံမိုက်ပုံနဲ့လွတ်ပေးရမှာမီဒီကဒါညဘက်ဟိုတယ်ညဘက်ခါကျရင်ကိုဗစ်စီတင်လို့ရှိရင်တုံးတာ remote နဲ့ဒါစနိုးကြောက်လို့ရှိရင်အနောက်ကလူတွေမြင်အောင်လို့အလိမ်မော်ပြောင်းဒီအဲ့လိုမျိုးဖြစ်အောင်ဒါဥမာကားရက်ထားလို့ရှိရင်လမ်းဘေးမှာရက်ထားဒီလိုချက်ပြတဲ့ဟာပေါ့နော်သူများတွေမြင်အောင်လို့သတိထားမြင်အောင်စောင်းရန်ဒီမှာဆိုအဲ့လိုအမောင်းစနိုးကြအမြူကြရင်သူများမတွေ့ရလို့အဲ့လိုဒါဆောင်းကားရဲ့အနောက်နော်ဟိုမှာသူတို့ကမစီရီမှာရန်မောင်းတယ်ဒီရန်ဒီကကြတော့ဒီမှာလာတက်ထားပါတော့ဒီရဒေါ်လာ2200ပေးရဒီရှေ့ဟာဆိုင်မှာတက်တာပေါ့နော်အဲ့ဒါကဘာအတွက်လဲဆိုတော့ဒီမှာတမင်နေရမ်းပေါ်တယ်ကားလမ်းပေါ်မှာဆိုတော့တမင်တိုက်မိကားမပြက်စီးအောင်လို့မဟုတ်လို့ရှိရင်အခုတမင်တိုက်မိလို့ရှိရင်တမင်ကသေသွားတယ်နော်ကားဘောင်းမဖြစ်ဘူးအဲ့လိုပြမဟုတ်လို့ရှိရင်တမင်တိုက်လို့ရှိရင်ဒီကားတစ်ခုလုံးပြက်စီးသွားတယ်ဒီ engine ပိုင်းအဲ့ဆိုအလုံးမဖြစ်တော့ဆိုတော့အဲ့ဒါဟိုတဲ့တမင်အတွက်ကာတာအဲ့ဒါရှိမှာကင်မရာ
ဒီကင်မရာဓာတ်ထုအတွက်တက်ထားတယ်မှာညာသူဓာတ်ထုငါသွားလို့ရှိရင်သူလမ်းမမြင်ရငါကားမောင်းအောင်ပဲတော့သူဟိုဒူဘိုင်းနေသူလမ်းကြည့်လို့ရဟိုကင်မရာကျတော့ record လုပ်တာအရှိရဟိုမှာခုဖြစ် record လုပ်တာရှေ့ရှင်လာလာအနောက်မှာလည်းနှလုံးရှိတယ်အိုးမကင်မရာနှစ်ခုကမလည်းဒီကြကင်မရာဒါကြတော့ back ကနောက်ဆုပ်တဲ့ကင်မရာရဲ့ဒါကြတော့အနောက်မှာ record လုပ်တာဒါလူရိုက်တဲ့ကင်မရာဒါကြတော့ကနောက်ဆုပ်တဲ့ကင်မရာအဲ့ဒီကလာကငါတစ်ချက်တော့ပြသူကာရမှာပါရှိတယ်ကြည့်ကလာဆိုသူအာဖရိကနိုင်ငံလေရကြမှာနားနေဦးတော့သူဒီကုမ္ပဏီမှာဘောက်ကပ်လာသူကာရမကြီးထဲမှာဘာမှမရှိမသူအဲ့တော့အမှအဲ့ရပုံမှာဒီချန်ပီယံမှာပဲအဲ့ရလာမှာကားမောင်းတာရှေ့ကဥမာကြပြရသူအနောက်ဆင်းချင်းဆင်းလို့လည်းမရကားရက်ပြီးတကားဖွင့်ပြီးလာတယ်ငါကားကြတော့ဆင်းချလို့ရှိရင်ကားရက်ပြီးတော့အနောက်ဟုတ်ကားတကားဖွင့်စရာမလိုလို့ဝင်မှာဒါအဲ့ဒီကပလီတီကားgot you. Hey, thank you, brother. Okay. Which country are you from? Originally? From Chad. Chad? Yeah. I don't know what that is. You know Sudan? Yeah, I know Sudan. Yeah. Oh, near Sudan. Yeah. I see.